အင်ဂျင်ဝိုင်လာလဲပေးတာကျန်တဲ့စားဘက်ပိုင်းပြုပြင်ထိန်းချောင်းပေးတာဒီအားလုံးပြည့်စုံပါတယ်ဗျကုမ္ပဏီရောက်တဲ့ခါကျတော့ဝန်ထမ်းတွေကမိသက်စမ်းပြကျွန်တော်သဘောကျလို့အဲ့မှာစပြီးတော့မိသက်နဲ့စတွေ့မိတ်ဆက်ပြီးတော့ယူပစ်ခဲ့ပါတယ်ဗျစားဘက်တင်ကလည်းတလတစ်ခါလာပြီးတော့စစ်ဆေးပေးပါတယ်ဗျကိုလိုအပ်တဲ့ချိန်ဖုံးဆက်ပြီးအကြောင်းကြားပြုပြင်ဇာလေးတွေဆိုအားချက်ချင်းအားချင်းလာပြီးတော့ပြုပြင်ပေးပါတယ်ဗျစားဘက်ပေးပါတယ်ကတော့ဦးသားနိုင်လို့ခေါ်ပါတယ်ဗျရန်ကုန်တိုင်းလက်ကူးမြို့နယ်ဘိုးဝန်ထမ်းတက္ကသိုလ်အနီးက Resident စားတောက်ဆိုင်ရမှာပိုင်ရှင်ပါဗျကျွန်တော်ကဒီ -5 ဖာလုံမှာစားတောက်ဆိုင်နဲ့ KTV လေးတည်ဖို့ရေကူးကန်ရတည်ဖို့မိသက်လိုက်စုံစမ်းတဲ့အချိန်မှာတကယ်ချင်းတယောက်ကအရှိတကူ PTI ကုမ္ပဏီတော့ရှိတယ်တွက်ကြည့်မယ်ဆိုတဲ့ခါကျတော့ဟိုရောက်တဲ့ခါကျတော့ဝန်ထမ်းတွေကမိသက်ဒီကုမ္ပဏီရောက်တဲ့ခါကျတော့ဝန်ထမ်းတွေကမိသက်စမ်းပြကျွန်တော်သဘောကျလို့အဲ့မှာစပြီးတော့မိသက်နဲ့စတွေ့မိတ်ဆက်ပြီးတော့ယူပစ်ခဲ့ပါတယ်ဗျမိသက်ဝယ်ယူတဲ့အချိန်မှာဒီမိသက်ဝယ်ပြီးတဲ့နောက်ပိုင်းရောအစတည်းရောပေါ့နော်ဒီဝန်ထမ်းတွေထဲမှာကိုတီဟကတော့အဓိကသူနဲ့ချိတ်ဆက်ပြီးတော့ပေါ့မန်နေဂျာတစ်ဆင့်မိသက်စားပဲပေးရမယ်အပိုင်းတွေဝန်ဆောင်မှုပိုင်းအားလုံးကိုဝန်ထမ်းတွေအနေနဲ့အားလုံးအဆင်ပြေပါတယ်ဗျကိုလိုအပ်တဲ့ချိန်ဖုံးဆက်ပြီးအကြောင်းကြားပြုပြင်ဇာလေးတွေဆိုအားချက်ချင်းအားချင်းလာပြီးတော့ပြုပြင်ပေးပါတယ်ဗျစားပဲပေးပါတယ်တော်ပါတယ်ဗျဟုတ်ကဲ့ကျင်းတတ်ပါတယ်ခင်ဗျကျင်းတတ်ပါတယ်ကျင်းတတ်မှုလည်းရှိပါတယ်ဘာလို့လက်တွေ့သုံးနေရတာဖြစ်တဲ့အတွက်ကြောင့်စားပစ်တင်ကလည်းတလတစ်ခါလာပြီးတော့စစ်ဆေးပေးပါတယ်ဗျအင်ဂျင်ဝိုင်နာရီ250ပြည့်တိုင်းလဲအင်ဂျင်ဝိုင်လာလဲပေးတာကျန်တဲ့စားပစ်ပိုင်းပြုပြင်ထိန်းချောင်းပေးတာဒီအားလုံးပြည့်စုံပါတယ်ဗျကုမ္ပဏီဘက်ကလိုအပ်ချက်မရှိပါဘူးခင်ဗျအားလုံးစီမံကြပါတယ်ဟုတ်ရေးပါပါတယ်ဗျအဓိကအခန်းရေးပါပါတယ်မိမရှိရင်ကစတမာရောကျွန်တော်ကဒီရေးအားလုံးဆိုင်ရဝန်ထမ်းတွေအားလုံးအတွက်ကိုကစားမာရဲ့ဝန်ဆောင်မှုပေးမှုအပေါ်မှာလည်းဒီမီးကိုပဲအကူပြီးလို့ဒီမီးဆက်သုံးဆွဲမှုအပေါ်မှာအများကြီးရေးပါမှုရှိပါတယ်ဗျလိုလဲလိုအပ်ပါတယ်ခင်ဗျကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုမိဘပြည်သူများဆိုင်သို့မဟုတ်ကျန်တဲ့လုပ်ငန်းမီးနဲ့ပတ်သက်လို့သုံးဆွဲမယ်ဆိုရင် PTI ကုမ္ပဏီနဲ့ချိတ်ဆက်ပြီးတော့ဝန်ဆောင်မှုပိုင်းရောကျန်တဲ့အင်ဆော်မင်ပိုင်းနဲ့လည်းရတဲ့အပိုင်းတွေရတယ်အဲ့ဒါကိုကုမ္ပဏီနဲ့ဆက်သွယ်ပြီးတော့အများဆုံးအားပေးနိုင်ပါတယ်လို့အကြံပြုချင်ပါတယ်မိဘပြည်သူများခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်